片 Christmas နေ့ပဲဘာလို့ရင်ကောင်းလဲအော်ဟုတ်တာပဲဆမ်းမိချော်ကသူ့အိမ်ကိုလာခြင်းနဲ့ကလေးလာလို့ရတယ်ဆိုပြီးပြောထားတရပဲနိုဗလင်းသွားခြင်းလားမသိဘူးခေါ်ချက်ကြည့်လိုက်ဘာကိတ် fruit cake အနေကလည်းနောက်ပြီးဘာကိစ္စရှိလို့လဲ နေမနေ့ပြန်ပါအစီအစဉ်ရှိတယ်ဘာမှမရှိဘူးလေဘာဖြစ်လို့လဲမနေ့ပြန် Christmas နေ့မလားအဲ့ဒါဆမ်းမိချော်ကသူ့အိမ်ကိုလာခြင်းနဲ့သူလာလို့ရတယ်လို့ပြောထားမှတ်မိသေးလားအော်ဟုတ်လားဘာဖြစ်လို့လဲအဲ့ဒါအဲ့ဒါငါသွားမလားလို့နေကိုခေါ်ဆက်ကြည့်ကောင်းတယ်လေဒါဆိုလဲ April ကိုပါခေါ်ဆက်ကြတာပေါ့ဟုတ်ပြီအဲ့ဆိုငါတို့သွားကြမယ်နော်မနေ့ပြန်မနေ့10နာရီလောက်ငါတို့စုံနေကြအကြောင်းရှိမှတ်တိုင်းပါပဲโอเคဒါဆိုနေ April ကိုခေါ်လိုက်လေငါဘေးမရှိတော့နာမည်ဆက်လိုက်တော့အေးပါဟုတ်ပြီ see you Hello ဖေက Christmas ပဲသွားမလို့ခေါ်နေတာဟုတ်ပြီငါလိုက်မယ်လေဒါဆိုငါတို့ဘယ်မှာဆုံးမလဲမနေ့ဖြန်မနေ့အကြောင်းရှင်းမှတ်တိုင်းစိနေလဲပါမယ်โอเคဒါဆိုငါစောင့်နေမယ်နော်โอเคနောက်မကြစေနဲ့နော်နင့်အကြောင်းတိလို့ကြိုပြောထားတာဟုတ်ပါပြီစိတ်ချပါ bye 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 လုံးနဲ့ဝင်ဝင်ရေးလေးလာပါအောင်မနှက်ပန်ကြရင်လေဆီယမရဲ့အကြောင်းကမယုံကြည်သူကလေးတွေလာလင်မယ်လေသူတို့ပြောထားတယ်အဲ့တော့အိမ်လေးကိုတန်တန်ရှင်းရှင်းလုပ်ထားပြီနော်ဆီယမကိုကူညီပေးပါနော်ဟိုလေဥစားထိုင်ငုံလေးတွေလည်းအစင်သင်းလုပ်ထားပြီနော်သူတို့လာတဲ့အခါအစင်သင်းဖြစ်အောင်လို့နော်ကြားတယ်တမီးတစ်ချက်လောက်ဖွင့်ပေးပါအောင်နော်Merry Christmas ပါရှင် Same to you ပါတမီးတို့ရေလာကြပါဝမ်းသာတယ်နော်ဆီယမစီလာလေကြတာထိုင်ကြပါအောင်တမီးတို့လာမယ်ဆိုလို့အိမ်မှာအလှဆင်ထားတာကြည့်လို့လှလားဆီယမတစ်ပေလေးဒီသူတို့ကကြတော့ဆီယမ Sunday School ကကလေးတွေပေါ့နော်ဆီယမအိမ်မှာလာပြီးတော့မှကူညီပေးတာအော်စမ Christmas သစ်ပင်လေးကလှလိုက်တာ Christmas ကာလမှာလေဘာဖြစ်လို့နေရာတိုင်းမှာ Christmas သစ်ပင်တွေ့ရလဲစမ Christmas သစ်ပင်ကိုကြည့်လိုက်ရင်အမြဲတမ်းစိမ့်လန်းနေတယ်လीเนาะသမီးဒီကနေ့သခင်ယေရှုတော်ကိုဆီယမတို့ယုံကြည်သူတွေကလက်ခံနှလုံးသားထဲမှာခေါ်ဖိတ်ထားတဲ့အခါမှာယုံကြည်သူရဲ့အသက်တာဆိုလို့ရှိရင်ဒီ Christmas သစ်ပင်လေးလိုပဲအမြဲတမ်းစိမ့်လန်းဆိုပြနေတယ်ပေါ့နော်အဲ့ဒီအတိတ်ပဲကြောင့်အတိတ်ပဲကိုဖော်ပြတဲ့အနေနဲ့ဒီသစ်ပင်လေးကိုပေါ့နော်ဟိုဟာဖော်ကျူးထားတာဖြစ်တယ်ပေါ့နော်တခင်ယေရှုဆိုတာဘာတူလဲ तू ကဘာလို့ထာဝရအသက်ကိုပေးနိုင်တာလဲသခင်ယေရှုဆိုတာဖခင်ရဲ့သားဖြစ်တယ်သမီးသူကိုယ်တိုင်ကလည်းဖခင်ဖြစ်တယ်ဒါကြောင့်မလို့ तू ကထာဝရအသက်ကိုပေးနိုင်တာဖြစ်တယ်သမီးထာဝရအသက်ဆိုတာဘယ်တော့မှမတည်တော့တာကိုပြောတာပေါ့နော်ဟုတ်တယ်သမီးရဲ့ထာဝရဆိုတာဘယ်တော့မှမတည်တော့ဘူးဒီကိုခန္ဓာတည်ပေမဲ့ဆရာမတို့ရဲ့ဝိညာဉ်ရှိတယ်လေအဲ့ဒီဝိညာဉ်ကအမြဲတမ်းရှင်သန်နေမှာဖြစ်တယ်သမီးရဲ့ပန်းခွေလေးတွေရောတီချာပန်းခွေရဲ့အတိတ်ပဲကကြတော့ဆီယမတို့ပန်းခွေကိုကြီးလိုက်လို့ရှိရင်အမြဲတမ်းဟိုအဆုံးကိုရှာလို့မတွေ့ဘူးပေါ့နော်သမီးရဲ့အဲ့လိုပဲဘုရားသခင်ရဲ့ချစ်တဲ့မေတ္တာဆီယမတို့အပေါ်မှာဘယ်တော့မှအဆုံးတက်သွားတယ်ဆိုတာမရှိဘူးအမြဲတမ်းပဲသူကချစ်နေတဲ့ဘုရားဖြစ်တယ်ပေါ့နော်
bell တန်ကြားပြီ Merry Christmas to you all လာကလေးတို့ဒီအရှိကိုလာကြနော်ဒီမှာဆီယမကျောင်းကမယုံကြည်သူကလေးတွေလည်းရောက်နေတော့နော်သူတို့လည်းပဲနားထောင်ရအောင်နော်အားရပါရဆိုပြီးနော်ချီးမွမ်းပြီး We wish you a Merry Christmas. We wish you a Merry Christmas. We wish you a Merry Christmas and a Happy New Year. We wish you a Merry Christmas. We wish you a Merry Christmas and a Happy New Year. တိုင်းပေါ်ဖျားရှင်ကောင်းကြီးပေးပါစေဟုတ်ကဲ့ကောင်းပြန်ကြနော် Sunday School ကကလေးတွေလေသူတို့တွေကတခင်ယေရှုယုံကြည်လက်ခံပြီးတော့မှပေါ့နော်ထာဝရအသက်ရထားတဲ့ကလေးတွေဖြစ်တယ်သမီးတို့ရဲ့ ကျမဘာဖြစ်လို့အဲ့လို Carol တချင်းလေးလိုက်ဆူကြလဲ လူမျိုးရတဲ့တချင်းဆိုရဲဆိုတာက Christmas သတင်းကောင်းကိုပေါ့နော်တချင်းပြီးတော့မှပြောပြတာဖြစ်တယ်ပေါ့နော်တချင်းအားဖြင့်တီဆိုချီးမွမ်းပေးတာဖြစ်တယ်ပြီးလို့ရှိရင်အချင်းချင်းတယောက်နဲ့တယောက်ချစ်ချင်းမေတ္တာကိုဖော်ပြခြင်းစီးလုံးရင်းကိုဖော်ပြခြင်းအနေနဲ့အဲ့လိုမျိုးကဲရထွက်တာဖြစ်တယ်သမီးရဲ့ ဒါဆိုတမျိုးရက်ွက်ထဲမှာတအိမ်ဝင်တအိမ်ထွက် Christmas ချင်းလိုက်ဆိုနေရကြတော့ Christmas အကြောင်းပြောချင်မလားရှင် အဲ့ဒါကြတော့လေဟိုပေါ့နော်သူတို့ကပတ်စံရှာတာလည်းဖြစ်တယ်ပေါ့နော်ဆီယမတို့တွေကတချင်းလာဆိုရဲဆိုရင်အလူငွေလေးတွေပေးတယ်မုတ်လေးတွေကျွေးတယ်ပေါ့နော်ဒီကနေ့အဲ့လိုမျိုးပေါ့နော် Christmas ကိုပေါ့နော်ယုံကြည်သူဖြစ်စေအဲ့လိုမျိုးမှားယွင်းတဲ့အတိတ်ပဲနဲ့ပေါ့နော်ဆီယမတို့လှုပ်ဆောင်လို့မရအောင်ကျင်းပလို့မရအောင်ဘာဖြစ်လို့လဲဆိုလို့ရှိရင် Christmas อ่ะဆိုလို့ရှိရင်ပေါ့နော်ဖျားလောကသားတွေကိုချစ်ပြီးတော့မှသူ့ရဲ့တပါးတီးသောသားတော်ကိုလောကကြီးကိုဆင်လွတ်ပေးတယ်လူသားတွေအပြစ်ငရဲတွေကလွတ်မြောက်ဖို့အတွက်ပေါ့နော်သခင်ယေရှုခရစ်တော်လောကကိုဆင်လွတ်ပေးတဲ့အချိန်အခါဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့သခင်ယေရှုခရစ်တော်ကိုဒီခရစ်မတ်မှာဆရာမတို့ကနှလုံးသားထဲမှာခေါ်ဖိတ်ပြီးလက်ခံဖို့အချိန်လည်းဖြစ်တယ်ပေါ့နော်ဒါခရစ်မတ်ရဲ့အဓိပ္ပာယ်ပဲပေါ့နော်ဒါကြောင့်မို့လို့သမီးတို့လည်းပဲခရစ်မတ်ရဲ့အဓိပ္ပာယ်ကိုသိပြီးဆိုလို့ရှိရင်သမီးလည်းပဲစဉ်းစားကြပါเนาะယေရှုအကြောင်းကိုစဉ်းစားပါသမီးတို့နဲ့သက်ဆိုင်နဲ့မသိတဲ့သူရှိရင်လည်းပြောပြပေးဖို့ပေါ့เนาะသမီးတို့မှလည်းဟိုပြောပြလို့ရတယ်ပေါ့เนาะဒါကြောင့်မလို့သမီးတို့ဆီယာမစီလာလေပြီးတော့မှဒီလိုမေးမြန်းတဲ့အတွက်လည်းကျေးဇူးထူးတင်ပါတယ်ခဏလေးစအောင်เนาะဆီယာမီးတို့စားဖို့အတွက်အေးနဲ့မှုတ်ပြင်ဆင်ထားပါတယ်လို့လုံလုံနဲ့ဝင်းဝင်းရေကူညီပေးပါအောင်เนาะချိန်မှာဒီပြဆက်လေးနဲ့ပတ်သက်တဲ့ရဲ့ဆိုတဲ့အရာကိုတချင်းအားဖြင့်သရုပ်ဖော်တင်ဆက်ဖို့ရန်သမီးနိုဘယ်လင်းသမီးစင်တီနဲ့သမီးနိုးချယ်ရီကိုဒီတချင်းဒီပြဆက်နဲ့ပတ်သက်တဲ့သရုပ်ဖော်ပြသမှုအားတို့တွေ့မြင်ရမှာဖြစ်ပါတယ်လို့ဒီတချင်းစင်တီကိုဆက်ဆိုချီးမွမ်းထားတာဖြစ်ပါတယ်လို့မိဝထပ်ပိုးတဲ့ပျော်ပွဲတွေထပ်ပိုးတဲ့ဒီနေ့ရောက်လို့လာပြီအဆုံးထပ်ပိုးတဲ့ like တွေထပ်ပိုးတဲ့ဒီနေ့ရောက်လို့လာပြီမင်းမျက်စိရှိတဲ့မြင်တွေ့နေရပြီဒီပါရီတော့တာတော့ကိုစေလို့ခဲအချက်တဲ့လုံးနာရှိတဲ့ဒီကားကောက်ကဆောင်နေတဲ့ပါရီတော့တာတော့ကိုစေလို့ခဲအချက်A day that she Christmas, Luther and the Christmas.
တို့တွေတည်တဲ့ Christmas ဟာယေရှုကြောင့်ပဲပျော်ရွှင်မှုရစစ်မှန်ပြတာတိုင်းတော့သူတည်ခံအတိတ်ပဲရှိတဲ့ Christmas ဟာယေရှုကြောင့်ပဲ